စောင့်နေကိုရอလို့ပြောတယ်ပေါ့နော်ရอမစောင့်ဘူးကိုမိုင်းရอစောင့်နေလားကိုရออยู่ไหมဒီနေ့မှာတော့ထိုင်းစကားကိုတစ်နေ့ထက်တစ်နေ့တိုးတက်အောင်အတူတူလေ့လာသွားကြမယ်ပေါ့နော်လေ့လာမယ့်အရာတွေကမမေ့ဘူးမစောင့်ဘူးမယူဘူးနဲ့တခြားစကားလုံးတွေကိုလေ့လာသွားကြမယ်နော်ပထမဦးဆုံးအနေနဲ့ဒီနေ့ပြောမယ့်အရာတွေကိုတခြားလိုက်မှတ်ပါကြက်ထိုင်လဲပိုကောင်းပါတယ်ဒါဆိုစားလိုက်ကြရအောင်နော်ကျွန်တော်မမေ့ဘူးผมไม่ลืมမေ့သွားပြီလားลืมหรือยังမေ့သွားပြီลืมไปแล้วမေ့လို့မရဘူးลืมไม่ได้မမေ့နဲ့နော်อย่าลืมนะမေ့ဖို့ခက်တယ်ลืมยากမေ့ဖို့အရင်ခက်တယ်ลืมยากมากမေ့လို့မရဘူးลืมไม่ได้မေ့ချင်တယ်อยากลืมဒီကိစ္စကိုမေ့ချင်တယ်อยากลืมเรื่องนี้ဒီကိစ္စကမေ့ဖို့အချိန်တော်တော်လိုတယ်ลืมเรื่องนี้ต้องใช้เวลาเยอะมากငါမေ့လိုက်တော့မယ်ผมต้องลืมไปမေ့မှရတော့မယ်ต้องลืมแล้วต้องลืมဒီကိစ္စကိုမေ့မှရတော့မယ်ต้องลืมเรื่องนี้မမေ့လို့မရတော့ဘူးไม่ลืมก็ไม่ได้แล้วစောင့်တယ်ကိုတွားပါမယ်စောင့်တယ်ကိုรอလို့ပြောတယ်ပေါ့နော်รอမစောင့်ဘူးကိုไม่รอစောင့်နေလားကိုรออยู่ไหมမစောင့်တော့ဘူးနော်ไม่รอแล้วนะစောင့်ပေးအောင်နော်รออยู่นะစောင့်ရတာအရင်ကြာတယ်รออยู่นานมากမစောင့်ချင်တော့ဘူးไม่อยากรออยู่แล้วไม่อยากรออยู่แล้วစောင့်တာအကျိုးမရှိဘူးအချိန်မဲ့ကုန်တယ်รออยู่ไม่มีประโยชน์แค่หมดเวลาအချိန်ကုန်တယ်ကိုစေเวลาလို့လည်းပြောလို့ရပါတယ်ဘယ်မှာစောင့်နေလဲကိုรออยู่ที่ไหนกำลังรออยู่ที่ไหนအရှိမစောင့်နေတယ်รออยู่ข้างหน้าครับအရှိမစောင့်နေတယ်ဗျรออยู่ข้างหน้าครับမမြင်ဘူးရောဘယ်နားမှာလဲไม่เห็นครับที่ไหนร้านต้งส่งมาစောင့်နေတယ်รออยู่ที่ทางสามแยกครับรออยู่ที่ทางสามแยกครับร้านเบ้มาข้างถนนร้านมาจีเบ้มาစောင့်နေတယ်รออยู่ข้างถนนใหญ่စောင့်တာတိရှာရဲ့လားรออยู่แน่ใจไหมรออยู่แน่ใจไหมဒီမှာแน่ใจဆိုတာတိရှာတယ်ပေါ့နော်ไม่แน่ใจဆိုမတိရှာဘူးတချို့ကแน่นอนလို့လည်းပြောတယ်ပေါ့နော်แน่นอนတိရှာလားแน่ใจတိရှာလားဒီမှာแน่นามကျတော့ကိုယ့်ကိုမိတ်ဆက်တာပေါ့နော်ဥပမာအလုပ်သွားတဲ့အချိန်မှာပေါ့နော်ဒီရုံးခန်းတို့အလုပ်အဆင်းမြင့်တဲ့နေရာသွားတဲ့အချိန်မှာဆိုကိုယ့်ကိုမိတ်ဆက်ရတယ်လေအဲ့လိုမိတ်ဆက်တဲ့နေရာမှာแน่นามဆိုတာကိုယ့်ကိုမိတ်ဆက်ပါလို့ပြောတယ်แนะนำตัวเองကိုယ့်ကိုမိတ်ဆက်ပါအဲ့လိုပေါ့နော်แนะนำဒါကစကားအနေနဲ့အဖြစ်ပြောပေးတာပေါ့နော်နောက်ပြီးတော့အောင်ပေါ့နော်အောင်ဆိုတာယူတယ်ပေါ့နော်မိုက်အောင်မယူဘူးပေါ့နော်ဒီစကားတော်တော်သုံးများပါတယ်တကယ်လို့ကိုကတစုံတယောက်ကိုစားစရာတွေပေးလိုက်တယ်တစ်ဖက်ကမစားချင်ဘူးဆိုမိုက်ကင်းလို့တိတ်မသုံးဘူးပေါ့နော်မိုက်အောင်အဲ့လိုပဲပြောတယ်ပေါ့နော်မိုက်အောင်ဒီစကားတော်တော်သုံးများတယ်ပေါ့နော်ဥပမာအဲ့ဒါကိုယူလာနော်အောင်မတွေ့နာအဲ့ဒါကိုယူလာနော်အောင်မတွေ့နာအဲ့ဒါကိုအတူယူလာနော်ပြောတယ်တူပဲပေါ့နော်အောင်မတွေ့နာဒါကိုယူမလားอันนี้จะเอาไหมအဲ့ဒါမယူတော့ဘူးอันนั้นไม่เอาแล้วครับနောက်ကျရင်တီးရှင်ဒီဟာအဲ့ဒါဟိုဟာဒီဟာအဲ့ဒါတွေရှိတယ်ပေါ့နော်ဒီဟာကိုอันนี้လို့ခေါ်တယ်ဟိုဟာကိုอันนั้นလို့ခေါ်တယ်ပေါ့နော်ပြီးတော့အများကြီးရှိပါသေးတယ်အဲ့ဒီအရာကိုသိရှင်နောက်ပြည်တွေမှာပြန်တင်ပေးပါမယ်ယူလာဆိုလို့ရှင်အောင်มาယူလာမယူလာနဲ့တော့နော်ไม่ต้องเอามาแล้วนะไม่ต้องเอามาแล้วนะมาယူလာနဲ့နော်ไม่ต้องเอามาไม่ต้องเอามาယူလာရင်ပိုကောင်းတယ်เอามาดีกว่าครับเอามาดีกว่า